လေးနဲ့နာသီဝထိတဲ့နေရာကိုတတိထားတာကဟာလားတမာတတိဝါယမစိုက်ပြီးရှူရှိုက်နေတာကတတိထားမှုမြဲအောင်ရှူရှိုက်မှုမြဲအောင်ဝါယမစိုက်နေတာကတမာဝါယမထိတိုင်းသိအောင်အရှိတို့တစ်ဖြောင်းနဲ့ညှိအောင်ဂယုတစိုက်တစ်ဖြောင်းနဲ့လုပ်နေတာကအဲ့ဒါတမာတိအဲ့တော့လေးနဲ့နာသီဝထိတဲ့နေရာမှာအဲ့ဒီသုံးချက်လဲညီရောဒုက္ခဝေဒနာမှာဆင်းရဲမှုချုပ်မသွားဘူးလားချုပ်သွားတယ်အဲ့တော့ဦးဇင်းတို့ဒီနေ့ကျင့်တဲ့ကျင့်စဉ်ဒီမှာအာနာပါနကမ္မထာရိုးရိုးပဲရှိသေးတယ်အဲ့အာနာပါနကမ္မထာရိုးရိုးလေးရဲ့လုံရက်ကိုတရားကျင့်နေဆိုတဲ့ဝိပဿနာယာနိကရဲ့လုံရက်ကျင့်စဉ်ရဲ့သဘောတရားတွေကိုသိဖို့အဲ့ဒါလေးပါဖောက်ပြန်တဲ့ဒုက္ခဝေဒနာကြီးမဖိတ်ခေါ်ဘဲနဲ့ပေါ်မလာဘူးလားပေါ်ပါဘူးဆင်းရဲတော့မသိဘူးလားသိပါဘူးသူများမေးဖို့လိုသေးလားအဲ့ဒါဆင်းရဲခြင်းအမှန်ဒါပေမဲ့ဒုက္ခလောက်သိပြီဒုက္ခရဲ့လက္ခဏာဒုက္ခဘာလို့တတ်တယ်လဲဖောက်ပြန်တတ်တယ်တင်းလိုက်ထုံလိုက်ကျင်းလိုက်ကြိုက်လိုက်ရက်ဆက်တပြီးတော့အမျိုးမျိုးပြောင်းလဲဖောက်ပြန်တတ်တဲ့သဘောမဆောင်ဘူးလားဆောင်ပါဘူးအဲ့ဒါဒုက္ခသစ္စာကြီးကိစ္စညာမလားဒုက္ခသစ္စာဆိုတာအမှန်ရှိတာကဒုက္ခသစ္စာခိုက်ခန္ဓာကိုယ်ကြီးဒုက္ခမရှိရက်ဆက်နေတဲ့ဒုက္ခရှိတယ်လို့အမှန်ကဒုက္ခသစ္စာပဲရှိသေးတယ်ဒုက္ခသစ္စာကြီးကိစ္စညာဆိုတာ तू ကတင်းလိုက်တောင်းလိုက်ထုံလိုက်ကျင်းလိုက်ဇက်ထိုးလိုက်ခေါင်းကိုက်လိုက်အကျော်တက်လိုက်စီးတက်လိုက်သွေးလေးလေးထိုင်းလိုက်မှိုင်းလိုက်အမျိုးမျိုး तू မပြုတ်ပြင်တတ်ဘူးလားအဲ့လိုပြုတ်ပြင်တတ်တဲ့ကိစ္စတွေဖြစ်နေတာကဒုက္ခသစ္စာကြီးကိစ္စညာဒါဒုက္ခလက္ခဏာပေါ်လာပြီဆိုတော့တက်တာလိုတယ်ပြင်းကျင်တယ်မကျင်တယ်ရွှေ့ကျင်တယ်ဆိုတဲ့တဏှာပေါ်မလာဘူးလားအဲ့ဒါတဏှာရှိတယ်ဆိုတာလေအဲ့ဒါသမုဒိယသစ္စာပဲယောက်ျားမိန်းမတွေရှိသလားတဏှာနဲ့ဒုက္ခလားတဏှာနဲ့ဒုက္ခပဲရှိတယ်အခေ၍သာအခြားလူမျိုးတွေထိုင်လဲဒီလိုပဲပေါ်မလာဘူးလားဒါပေမဲ့လူမျိုးနဲ့ဘာသာရှိသလားတဏှာနဲ့ဒုက္ခရှိသလားဟောဘုရားဟောတဲ့တရားညင်းလို့မရဘူးနော်ဘုရားပုဂ္ဂိုလ်တွေဘာသာတွေဟောတာမဟုတ်ဘူးဓမ္မတွေယူရတက်ဖွင့်ဟောတာအဲ့တော့တဏှာဆိုတာရှိတယ်ဒိုင်တဏှာဘာလို့တတ်လဲဟိုလိုလေးလဲခြင်းတယ်ဒီလိုလေးနဲ့ခြင်းတယ်ဒီလိုလေးလှုပ်ခြင်းတယ်ဆိုပြီးတော့မတောင်းတဘူးလားတောင်းပါပါတဏှာရဲ့ကိစ္စသမုဒိယသစ္စာရဲ့ကိစ္စညာမေဃသစ္စာဆိုတဲ့ရှိပါတယ်တဲ့အခုယောဂီတို့မဲ့လို့ခြင်းတို့တရားအလားထူတာမဲ့ဆိုတာလည်းရှိတယ်တဏှာလည်းရှိတယ်ဒုက္ခလည်းရှိတယ်မဲ့လည်းရှိတယ်ရှိလို့ပေါ်လာတာပေါ့အဲ့တော့မဲ့ဆိုတာပါလေတဲ့လေးနဲ့နာသီဝထိတဲ့နေရာကိုတတိထားတာကဟာလားတမာတတိဝါယမစိုက်ပြီးရှူရှိုက်နေတာကတတိထားမှုမြဲအောင်ရှူရှိုက်မှုမြဲအောင်ဝါယမစိုက်နေတာကတမာဝါယမထိတိုင်းသိအောင်အရှိတို့တစ်ဖြောင်းနဲ့ညှိအောင်ဂယုတစိုက်တစ်ဖြောင်းနဲ့လုပ်နေတာကအဲ့ဒါတမာတိအဲ့တော့လေးနဲ့နာသီဝထိတဲ့နေရာမှာအဲ့ဒီသုံးချက်လဲညီရောဒုက္ခဝေဒနာမှာဆင်းရဲမှုချုပ်မသွားဘူးလားချုပ်သွားတယ်အဲ့ချုပ်ကြောင်းမသိဘူးလားသိတယ်အဲ့တော့အကယ်၍တာလေးနဲ့နာသီဝထိတဲ့နေရာကိုစိတ်ကိုမပို့ပဲနဲ့အလိုလိုက်ပြီးပြင်နေမယ်ဆိုလို့ရှိရင်မက်ဆေ့တွေရပါတော့မလားမရတော့ဘူးအဲ့ဒါကိုလေယောဂီတို့ခန္ဓာမှာဖြစ်နေတဲ့ဖြစ်ရကလေးတွေကိုပြောတာနော်တရားဆိုတာခန္ဓာမှာပဲရှိတယ်အဲ့တော့မှမဂ္ဂသစ္စာသမာဓိဋ္ဌိကဘယ်လိုသိလဲဆိုတော့ထိတဲ့နေရာကိုတတိလေးမြဲတဲ့ခါကျတော့အောက်ကဒုက္ခဝေဒနာရှိပါလင်းနဲ့မစင်းရဘူးထိတဲ့နေရာမှာတတိလွတ်သွားတာနဲ့ဆင်းရဲမှုပေါ်မလာဘူးလားပေါ်ပါပါဗျာ။ဩအဲ့လိုဆိုရင်ငကယ်၍တာဆင်းရဲတာအမှန်ရှိနေမယ်မြဲမယ်ဆိုလို့ရှိရင်လေးတဲ့နာသီဝထိတဲ့နေရာလဲကတ်နေလဲဆင်းရဲရမှာပေါ့။အခုတော့အဲ့ဒီလိုပေါ့ခွနဲ့စိတ်ဒီဒုက္ခဝေဒနာနဲ့ပေါင်းရင်ဒုက္ခယုတ်ဒုက္ခနာယုတ်တစ်စုံဖြစ်တယ်။အဲ့ဒီအချိန်မှာဒုက္ခဝေဒနာနဲ့ရှင်တဲ့နာယုတ်ဒီချုပ်သွားတယ်။အကယ်၍တတိလွတ်ပြီးတော့ကြိုက်ခဲထုံခြင်းတဲ့နေရာပြန်ရောက်လို့ရှိရင်ဒုက္ခယုတ်နဲ့ဒုက္ခဝေဒနာနဲ့ပေါင်းပြီးတော့ဒုက္ခခန္ဓာဖြစ်ပြီးတော့ဆင်းရဲပြန်တယ်။အဲ့လိုဆင်းရဲတဲ့အခါမှာဟဲ့ချမ်းသာအောင်လုပ်လို့ရလားမရပါဘူးအဲ့ဒီကမှတခါလေးနဲ့နာသီဝထိတဲ့နေရာကိုတတိပြန်ကပ်ပြီးတော့ဝရိယစရိတဲ့ခါကျတော့မူလဆင်းရဲတဲ့ဒုက္ခခန္ဓာချုပ်မသွားဘူးလားချုပ်ပါဘူးဒုက္ခခန္ဓာဖြစ်တော့ငါလားဒါဒုက္ခယုတ်နဲ့ဒုက္ခစိတ်ပေါင်းတော့ဒုက္ခယုတ်နဲ့ဒုက္ခစိတ်ချုပ်မသွားဘူးလားငါသိသွားတာရှိလားရှိပါဘူးဩယုံနာနှစ်ပါးဖြစ်ပြနေပါလားဒုက္ခယုတ်နဲ့ဖြစ်တဲ့ဒုက္ခစိတ်ဒုက္ခယုတ်တော့ဒုက္ခယုတ်နဲ့ပြီးတော့ဒုက္ခစိတ်ဒုက္ခခန္ဓာဖြစ်တယ်ဒုက္ခယုတ်နဲ့ဒုက္ခစိတ်လည်းပြောဒုက္ခယုတ်ဒုက္ခခန္ဓာစိတ်ချုပ်သွားပြန်ရောအဲ့တော့နာယုတ်နှစ်ပါးတထတီးပြီးတထတည်းပြည့်မနေဘူးလားအဲ့လိုမြင်တာကသမာဓိဋ္ဌိဟောပြီနော်ငါမရှိသူမရှိပုဂ္ဂိုလ်သတ္တဝါမရှိပါလားလို့သုံးသပ်နေတာသမာသင်္ကပ္ပဆိုကရကမကင်၅ပါးရမသွားဘူးလားအဲ့ဒီလိုတဏှအလိုမလိုက်ဖဲနဲ့သန္တရာလွတ်ကြောင်းမကင်၈ပါးမကင်နဲ့ကျင့်တဲ့အကျင့်အလိုလုပ်တာနော်ဝိပဿနာတရားကျင့်တဲ့အလိုလုပ်တာသမာကမ္မန္တ
လေတဲ့နာသီဝထိတဲ့နေရာမှာတဏှာနဲ့ဒုက္ခမှာလွတ်ပြီးနေတဲ့စိတ်ကလေးကတမ္မာအာဇီဝဩဒီတရားလာကျင့်တာမှန်တယ်ဒီဆရာနဲ့ကျင့်တာမှန်တယ်လို့စိတ်ကလေးစကားပြောတာတမ္မာဝါစာဆိုတော့အင်္ဂါ၈ပါးပြည့်မသွားဘူးလားအဲ့ဒါမဂ္ဂင်၈ပါးအဲ့ဒီမက္ကဝေါ်တဲ့မက်စေတသိက်တွေနဲ့အလုံးမလုံးဘူးလားလုံးပါတယ်မက်စေတသိက်ရှင်းလုံးရှိတာကမက္ကသစ္စာဆိုင်ရာတတိဝရိယတို့အလုံးလုံးနေတာကမက္ကသစ္စာကြီးကိစ္စညာဆိုတော့မက္ကသစ္စာရဲ့ကိစ္စညာရဲ့နှမျိုးပေါ်မလာဘူးလားပေါ်လာပြန်ပြီလေတဲ့နာသီဝထိတဲ့ဒုက္ခဝေဒနာမှာဆင်းရဲနေရမှာလေတဲ့နာသီဝထိတဲ့နေရာတို့စိတ်ကလေးပို့လိုက်တဲ့ခါကျတော့ဆင်းရဲတဲ့စိတ်ရှိသေးလားချုပ်မသွားဘူးလားဟုတ်ပါမလားရှိသေးလားချုပ်သွားတာမမှန်ဘူးလားနိရောဓသစ္စာဟုတ်ပြီနော်နိရောဓသစ္စာဆိုတာရှိတယ်တပြိုင်နဲ့သွားတာအဲ့လိုချုပ်သွားတဲ့ခါကျတော့နိရောဓသစ္စာကိစ္စညာဆိုတာလည်းလောက်ရသေးတယ်ဘာလဲဒုက္ခဝေဒနာနဲ့တက်လာတော့လှုပ်ခြင်းပြင်းခြင်းနဲ့ဆိုတဲ့အတိုင်းလိုက်ရောလှုပ်သလားမလှုပ်ဘဲနဲ့လိုက်ရောလှုပ်မှုကိုစွန့်လို့ပြီးတော့မလိုက်ရောတော့ဘဲနဲ့စိတ်ကိုလေတဲ့နာသီကထိတဲ့နေရာမပို့ပါဘူးလားအဲ့တော့လိုက်ရောမှုကိုဘာလို့ရတာလဲစွန့်လွတ်တာသို့မဟုတ်စိတ်နဲ့တဏှာကတော့လှုပ်ခြင်းနဲ့ပြင်းခြင်းနဲ့မာခြင်းနဲ့ရွှေ့ခြင်းနဲ့ဆိုတော့စိတ်မှာတဏှာကမနေဘူးလားနိဗ္ဗာန်ဆိုတာဘာလဲလို့မင်းရင်တဏှာမှလွတ်တာကိုခေါ်တာစိတ်ရှိတယ်တဏှာမရှိဘူးသို့မဟုတ်တဏှာစိတ်ဒီတဏှာမှလွတ်နေတာကိုဘာခေါ်လဲနိဝါဏဝါဏဆိုတာကတစိမ့်နဲ့တစိမ့်တစ်ခန္ဓာနဲ့တစ်ခန္ဓာတဘောနဲ့တဘောခန္ဓာအစင်မပြတ်အောင်ဆက်ဆက်တာကိုဘာခေါ်လဲဝါဏတဏှာနိဆိုတာကလွတ်မြောက်တာအဲ့ဒီဝါဏတဏှာမှလွတ်မြောက်တာကိုဘာခေါ်လဲနိဗ္ဗာန်နိဝါဏကလားလို့ဝါကိုဘာလို့ခေါ်တော့နိဗ္ဗာန်အဲ့ဒါနိဗ္ဗာန်စိတ်ကလေးတဏှာမှလွတ်တာတခန္ဓာနဲ့တခန္ဓာနဲ့ဆက်ဆက်တတ်တဲ့တဏှာမှလွတ်သွားတာကိုဘာခေါ်လဲနိဗ္ဗာန်အခုတော့လေတဲ့နာသီဝထိတိကလိုက်တော့လှုပ်ခြင်းနဲ့ပြင်းခြင်းနဲ့မာခြင်းနဲ့ဆိုတဲ့တဏှာမှလွတ်မသွားဘူးလားဟောယောတတယေဝတဏှာယအာသီတာဝိရာဂနိရောဓစာကောပုတိနေတကောမௌတိနာလေယောနိဗ္ဗာန်ဆိုတာဘာလဲတဲ့နိဗ္ဗာန်ဆိုတာတဏှာမရှိတာတဲ့တဏှာအကျွင်းမဲ့မရှိတာတဏှာချုပ်ရတဲ့ဘာခေါ်လဲနိဗ္ဗာန်အဲ့နိဗ္ဗာန်လူချင်းတဲ့လို့ပို့ကဘာလို့ရမလဲငကိုစိတ်နဲ့တဏှာတွေကိန်းလာခဲ့တာကိုဘာလို့ရမလဲစွန့်လို့ရပတိစာကောစွန့်လို့လိုက်ပါပရိနိဒေကောဝေးအောင်စွန့်မှာမௌတိလွတ်အောင်နေပါယောနာလျောယာမௌတိလွတ်မသွားဘူးလားအဲ့တော့လှုပ်ခြင်းနဲ့ပြင်းခြင်းနဲ့ရှောက်လောက်နေတော့ရှေ့ကလည်းလှုပ်ခြင်းတာကတဏှာနောက်ကလည်းလိုက်ရောလှုပ်တာပါလေတဏှာပြီးတဏှာဆက်မသွားဘူးလားဒါပရိစ္ဆေသုံးပါလဲနေလားပြတ်သွားတာလားလဲနေတာဖြတ်တော့ကတော့ပရိစ္ဆေသုံးပါဖြတ်တာတကယ်လဲတွေ့ရောလဲမသွားဘူးလားလှုပ်တယ်ပြင်းနေဆိုတာဘာလှုပ်တာလဲအလိုလိုက်နေတာရှေ့ကလည်းအလိုကိုနောက်ကလိုက်တာလဲပါလေအလိုပဲရှေ့ကတောင်းခံတဲ့အလိုတိုင်းနောက်ကလိုက်ရောတာလဲအလိုလိုက်တာပဲဆိုတော့အလိုဆိုတာပါလေတဏှာဒါပရိစ္ဆေသုံးပါတဏှာကူးမသွားဘူးလားဝေဒနာတွေတဏှာကူးသွားတယ်အခုလို့ဆိုတော့လေတဲ့နာသီကထိတိကလိုက်တော့တဏှာကူးသေးလားအဲ့တော့ဘာလို့တာလဲပရိစ္ဆေသုံးပါဖြတ်တာပဲမဟုတ်ဘူးလားဖြတ်နီးတတ်မသွားဘူးလားတတ်သွားတာဒါပေမဲ့ဥသိပေးတဲ့ကျင့်စဉ်ကပေးခြင်းဟာပေးတဲ့ကျင့်စဉ်လားဖြစ်ရပေါ်မှာမဂ္ဂင်၈ပါးနဲ့သစ္စာ၄ပါးတပြိုင်တည်းပေါ်သွားတာလားသစ္စာ၄ပါးတပြိုင်တည်းပေါ်သွားတာဒုက္ခသစ္စာရဲ့ဒုက္ခသစ္စာရဲ့ကိစ္စဉာဏ်ရဲ့သမုဒိယရဲ့သမုဒိယသစ္စာရဲ့ကိစ္စဉာဏ်ရဲ့မေဃသစ္စာရဲ့မေဃသစ္စာရဲ့ကိစ္စဉာဏ်ရဲ့និရောဓသစ္စာရဲ့និရောဓသစ္စာရဲ့ကိစ္စဉာဏ်ရဲ့ဆိုတော့ကိစ္စ၄ရတပြိုင်တည်းပြီးမသွားဘူးလားမဲ့မှန်ရင်မဲ့ကူးရင်ကိစ္စ၄ရသစ္စာ၄ပါးတပြိုင်တည်းပေါ်သွားအခုတော့ယောဂီတို့ကျင့်စဉ်အာနာပါနကမ္မဋ္ဌာန်းကိုထူထောင်မှာဆိုပေမဲ့အင်္ဂါရသစ္စာ၄ပါးကိစ္စ၄ရတပြိုင်တည်းပေါ်မသွားဘူးလားအဲ့တော့ကျင့်စဉ်မှန်သွားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီစီးရဲမှုချုပ်တဲ့និရောဓသစ္စာဆိုတာရဟုတ်ပြီနော်និရောဓသစ္စာဆိုတာအခုစီးရဲတယ်စီးရဲမှုချုပ်ကြောင်မဂ္ဂင်၈ပါးနဲ့ကျင့်သုံးတယ်စီးရဲမှုအခုချုပ်မသွားဘူးလားမရှိဘူးလားအဲ့ဒါនិရောဓမမှန်ဘူးလားនិရောဓသစ္စာပဲဒါအလကားတော့ရမလားစွန့်လို့ရနိရောဓသစ္စာရဲ့ကိစ္စမှာလဲတဏှာအလိုကိုပေါ်လာတာကိုလိုက်ရောမှာလားစွန့်လို့ရမှာလားအဲ့တော့စိတ်နဲ့တဏှာလွတ်မသွားဘူးလားဟောနိဗ္ဗာန်လိုချင်အလိုတဲ့မပေါင်းနဲ့ရှင်းလေးပဲဟုတ်ပြီလားအလိုလိုက်နေမယ်ဆိုရင်စိတ်နဲ့အလိုနဲ့ပေါင်းမနေဘူးလားတဏှာစိတ်ဖြစ်နေမဲ့စိတ်ဖို့သေးရပါမလားအဲ့တော့မဲ့ဖို့လိုချင်စိတ်နဲ့တဏှာကတ်တာကိုပေါင်းရမှာလားစွန့်ရမှာလားဟောတဏှာစွန့်သွားလို့ရှိရင်လွတ်ပြီဟောအဲ့တော့အခုနာသီဝကမ္မထံဖောင်းနေပိန်နေလဲဒီလိုပဲဖောင်းရပညာကိုတတိလေးကာပြီးတော့တမာတတိဝါယမစိုက်ပြီးဖောင်းနိုင်ပိန်နဲ့ကိုတတိထားနေတာအောင်စိုက်နေတာကအလုံးလာပြုနေတာကတမာဝါယမဖောင်းနိုင်ပိန်နဲ့တဖြောင်းနဲ့သိနေတာတမာတိဆိုဧကဂရတမာတိရမသွားဘူးလား
အဲ့တော့ဖောင်းရုံပင်ယုံကနေပြီးတော့ဝေဒနာသွားပေါင်းကြည့်ပါလားစီးရင်မလားဟုတ်လားဖောင်းရပင်ရကိုတတိဝရိယနဲ့ပြန်ကတော့စီးရင်မှုချုပ်မသွားဘူးလားအတူတူပဲမဂ္ဂင်7ပါးရှိတယ်ကမ္မထမ်းမျိုးခွဲတာရှိသေးလားအဲ့တော့သူကမ္မထမ်းငါကမ္မထမ်းညင်းစရာရှိသေးလားဟောလူရင်းတဲ့အလောက်ကသစ္စာ4ပါးကိစ္စ4ရပ်တပြိုင်နဲ့ပါသွားလို့ရှိရင်နီးမှန်တယ်အဲ့လိုနီးမှန်ရင်သူနီးငါနီးညင်းမလို့သေးလားအခုဥသိမ်းပြတာကငယ်တိတ်မှတ်တာရောအာနာပါနကမ္မထမ်းရောဖောင်းနာပိန်နာရောရှိစေနောက်စေရောအကုန်လုံးပါမလားဟုတ်လားပါပါတယ်ကမ္မထမ်းနေဆိုတာအားလုံးအတူတူပဲအာ၅ပါးထည့်ရမှာလဲအတူတူပဲမဂ္ဂင်7ပါးဖြည့်စည်းရမှာလဲအတူတူပဲဇိုင်၅ပါးဖြည့်ရမှာလဲအတူတူပဲအဲ့လိုတာတူနေကြောင်းဆရာကတပည့်တွေကိုပြောမယ်ဟိဆိုရင်ညင်းစရာရှိသေးလားရှိပါဘူးရိတ်တာရင်ဆရာရင်ပြိုင်ညာရှိသေးလားရှိပါဘူးမရှိဘူးဒါဖြင့်ဘာဖြစ်လို့ပြိုင်နေကြတာလဲဘာဖြစ်လို့ကြာကျင့်တာတရားမဟုတ်ဘူးပင်မခံကျင့်တာတရားမဟုတ်ဘူးဆိုတာဘာလို့နေကြတာလဲဘာတွေဟောပြောပြီးရေးသားနေကြတာလဲဆိုတာဥစဉ်နားမလဲတော့တရားဟာတရားလမ်းကြောင်းမို့သူသာမှန်မှန်ရောက်မှဆိုညင်းစရာမရှိတော့ဘူးအခုဥစဉ်ပြပြီလေဒကမာကြီးတို့ဒကာကြီးတို့ဥစဉ်ကရက်စက်တာလည်းမဟုတ်ခန္ဓာရက်စက်တာမှန်းနေတာပဲခန္ဓာရက်စက်တော့တဏှာထွက်လာတော့မမှန်ဘူးလားတဏှာအတိုင်းလိုက်ရောလို့ရှိရင်စင်းမှုမှလွတ်ပါမလားအဲ့တော့တဏှာမှလွတ်အောင်စိတ်ကိုမသိသိရအောင်လားဒါအလုပ်ပဲပေါ့အဲ့ဒါကိုဥစဉ်ကအခြားဘာလို့မပြီးလို့ရအောင်မလဲဒါပဲမဟုတ်ဘူးလားအဲ့လိုဆိုရင်တပည့်တွေဟာတွေ့ဝေမှုလည်းမရှိတော့ဩတရားဟာဒီဒုက္ခဝေဒနာကြီးကခန္ဓာကြီးအမြဲပါတော့ तू ကအမြဲတမ်းရက်စက်တဲ့ဒုက္ခနဲ့တွေ့တယ်တွေ့တဲ့တဏှာဆိုတာထွက်လာတယ်ဒိဋ္ဌိဆိုတာထွက်လာတယ်ထွက်လာရင်စိတ်မိုက်တဏှာမာနတိအုပ်ချုပ်ရင်ဒီစိတ်တွေညင်ညူးတယ်ဆင်းရဲတယ်အဲ့အတွက်ကြောင့်တဏှာမာနတိကပ်နေတဲ့ဒီစိတ်ကိုတဏှာမာနတိလွတ်ရနာသီဝထိကျက်ငယ်ဒိတ်ရှည်စိတ်နောက်စိတ်ဖောင်းတဲ့ပိန်နဲ့အဲ့ဒီကိုမူလကမ္မထမ်းကိုပို့ရင်လွတ်တယ်ဒါအလုပ်ပဲဆိုတော့သဘောတူမသွားဘူးလားအဲ့တော့ငါတို့ရဲ့ကျင့်စဉ်မှားများမှားအောင်မလားလို့ရှိသေးလားမရှိတော့ဘူးအဲ့ဒီလိုတပည့်ကိုဆရာသမားကရှင်းလင်းပြမယ်ဆိုလို့ရှိရင်ဦးဇင်းတို့မြန်မာနိုင်ငံမှာတစ်မျိုးပဲရှိတာကမ္မထမ်းဦးဇင်းပြတာ2မျိုးရှိသေးလားရှိပါဘူးတစ်မျိုးတည်းပဲတစ်မျိုးတည်းဖြစ်နေတော့ပြိုင်စရာမရှိတော့ဘူးပေါ့အားမရှိပဲနဲ့ကဲကောင်းပြီတဲ့ဝိညာဉ်တက်လာတော့ကြွတယ်ဆိုတော့ပြီးသလားနောက်တစ်ခါလည်းမကြွနေရဘူးလားမဆုံးတော့ဘူးကြွတယ်ဆိုတာပြုပြရတဲ့သင်္ခါရတရားမဟုတ်ဘူးလားဟုတ်ပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်ကြွပြရတဲ့ပြုပြရတဲ့သင်္ခါရတရားမှာပါလဲတဏှာပါတယ်ဟုတ်ပြီလားတဏှာပါတဲ့စိတ်ကြီးနဲ့ကြွနေတဲ့မက်စိတ်ဖြစ်ပါတော့မလားမက်စိတ်မဟုတ်တော့ဇန်သေးလေးမဟုတ်တော့ဘူးအဲ့တော့ဘာလို့ရမလဲတဏှာလိုကိုမလိုက်ရောဘဲနဲ့မကြွပြီးပဲနဲ့စိတ်ကိုပြင်လိုက်တာအာဟုသောစိတ်ကနေပြီးတော့တဏှာအုပ်ချုပ်တဲ့စိတ်ကနေတဏှာလွတ်တဲ့လေးနာသီဝထိတဲ့နေရာဖောင်းနေပိနေငယ်တဲ့ရှေ့စိတ်နောက်စိတ်အဲ့ဒီမူလကမ္မထမ်းကိုပို့လိုက်တဲ့အခါကျတော့စိတ်ကိုတဏှာလိုက်ဆွဲလို့ရသေးလားတဏှာမှလွတ်မသွားဘူးလားတဏှာလွတ်တာနဲ့စင်းမှုမှာတခါတည်းချုပ်မသွားဘူးလားတပြိုင်နဲ့အဲ့တော့အရင်တော့တဏှာကြောင့်လှုပ်မယ်ပြင်မယ်လှုပ်လေပြင်မယ်လှုပ်လိုက်ပြီးတော့ပြုမြင်ရတဲ့သင်္ခါရတရားတွေကမဆုံးခဲ့ဘူးအခုတော့ပြုမြင်ရတဲ့သင်္ခါရတရားတွေချုပ်မသွားဘူးလားချုပ်ပါတော့သင်္ခါရနိရောဓပါလေနိဗ္ဗာန်ဒီတော့သစ္စာတပြိုင်နဲ့ကြိုက်မသွားဘူးလား။ဩအဲ့ဒါတရားလမ်းကြောင်းဟာအမျိုးမျိုးလျှောက်ပြီးတော့ထွေလုံးကြီးနဲ့လျှောက်ပြလို့မရပါလား။ဒီအချိန်မှာသွားပြီးကြိုက်တာကြီးကိုကြိုက်တယ်အနိစ္စဒုက္ခလုံးနေတော့စင်းမှုချော်ရလား။အဲ့ဒါစင်လူရိုးမတန်လူကြောင်းပဲဖြစ်သွားတယ်။တကယ်တမ်းကျတော့ခရဟောတဲ့ဝိမိကသုတ်ကံရဟာလားဖားနဲ့တူတဲ့ဒေါသမှလွတ်အောင်ပြရမယ်။အာတိသောမသုတ်တံရမူကြီးလေးကောင်းမှလွတ်အောင်ပြရမယ်။နော်မဟာသီခဏတော့ရအဘိဇာဒေါမနတာမှာဝိနည်းယုံတည်ငါဝိခမနာပဲခွာ၍ဟောဟုတ်ဒုက္ခဝေဒနာမှာလှုပ်ကြည့်ပြီးနေဆိုတာအဘိဇာလောဘမခံစားကျင်တာဒေါမနတာဖြစ်မလားဘူးလားအခုနာသီဝတိတိကတော့အဘိဇာနဲ့ဒေါမနတာရှိသေးလားရှိပါဘူးဩအဲ့ဆိုအဘိဇာဒေါမနတာဝိနည်းယုံအဘိဇာနဲ့ဒေါမနတာကိုမပယ်ရသေးဘဲနဲ့ဒုပုဂ္ဂိုလ်ဝိပဿနာတရားရှုလို့ရပါမယ်ရပါဘူးစီကြီးပေနဲ့လက်နေနဲ့အဝိလျှော်တယ်ဆိုတာသဘာဝကြပါမယ်ကြပါဘူးကြပါဩအဲ့တော့ကြောင့်မှကြိုက်တဲ့ကမ္မထံမြတ်စွာဘုရားရဲ့သုတ်တန်တွေကိုလိုက်ကြည့်ပါနော်ရှေးဥကအပြင်အဘိဇာနဲ့ဒေါမနတကိုပယ်နှစ်ထားပြခဲ့ပြီးဖြည့်၍နော်မာသီပဏ္ဍာသုတ်မှာလည်းဝေဒနာဝိခံမိတ်တော်သီလိပရိထာယဟုတ်လားအဲ့ဒါဝေဒနာကိုခွာပြီးတော့မူလကမ္မထံကိုခွာတယ်ဆိုအလကားခွာလို့ရရလားမရပါဘူးစွန့်လို့ပြရတယ်မဟုတ်ဘူးလားအဲ့တော့ဟောစားတော့ခွာလို့ပြောရမလို့ဝေဒနာအမနတိကာရနဲ့ဆိုပြီးနဲ့ကိုကနှလုံးသွားသွင်းနေတာဟုတ်ဒါကိုကပါလေကိုလို့ပြောရတယ်ကြမ်းကြတော့ကာမဝိတ္တဗျာဝရဝိတ္တမှာတဏှာအုပ်ချုပ်မထားဘူးလားတဏှာကဒုက္ခတွေဆွနေတာအဲ့ဒါကိုအမနတိကာရဆိုအလကားပြောပြီးနဲ့အလကားထုတ်ခွာလို့ရရလားအာ၅ပါးနဲ့ဇိုင်၅ပါးနဲ့ဆွဲထုတ်ယူရတယ်အခုတော့မဂ္ဂင်၈ပါးနဲ့ပါအရင်မဆက်ရဘူးလားဟောအဲ့တော့မဲ့ရပြီမဲ့တရားဖို့တရားဆိုတာတွေ့မလားဘူးလားမဲ့နဲ့စိတ်ကလေးနဲ့တွဲသွားရင်မဲ့စိတ်ပဲ
မဲ့နဲ့တဏှာနဲ့တွင်းတဏှာစိတ်ပဲအဲ့တော့မဲ့စေတသိက်အင်္ဂါ၈ချက်နဲ့ညီအောင်ရှူရှိုက်ပြီးတော့လေ့ကျင့်လိုက်တဲ့အခါကျတော့မဲ့အင်္ဂါ၈ပါးလည်းပြည့်တော့စိတ်မှာစည်းမှုချုပ်တဲ့နိရောဓသစ္စာပေါ်မလာဘူးလားအဲ့ဒါဝိပဿနာယာနိကဆိုတာသီလသမာဓိပညာသစ္စာ၄ပါးကိစ္စ၄ရပ်တပြိုင်တည်းပေါ့အောင်ကျင့်တဲ့ကျင့်စဉ်ကိုဝိပဿနာယာနိကကျင့်စဉ်လို့ခေါ်တယ်ဟုတ်ပြီလားသဘောပေါက်ကြပြီလားအဲ့တော့အခုယောဂီတို့အခုကျင့်ရကျင့်တဲ့ပုံမှာအာနာပါနကမ္မဋ္ဌာန်းကိုရှူရှိုက်တဲ့အခါမှာဖောင်းတဲ့ပိန်နဲ့လိုပဲသွားပေါ့ငယ်လေးပဲမှတ်မှာမိမိရဲ့မူလကမ္မဋ္ဌာန်းနော်အင်္ဂါရပ်ပေါ်မှာတတိဝရိယနဲ့အင်္ဂါရှိချက်ဇိုင်ငါ၅ပါးဘူ၅ပါးနဲ့ပြည့်မပြည့်ကိုယ့်ဘာကိုစစ်ပါဟုတ်ပြီနော်အားလူလို့ရှိရင်ချွင်းချက်ဖြစ်လာရင်စိတ်ကိုတဏှာအုပ်ချုပ်သွားပြီးဆင်းရဲတဲ့ထဲအောင်ဆွမနစ်ဘူးလားဒုက္ခတွေဆွနှစ်သွားအဲ့တော့ဒုက္ခရောက်လို့ဆင်းရဲလာပြီဆိုဘာဖြစ်နေလို့လဲအာနေလို့ဇံပြက်လို့မဂ္ဂင်၈ပါးပြက်လို့ဟုတ်ပြီလားအဲ့တော့မိမိရဲ့အာနေချက်ကိုမိမိမဖြည့်ဆည်းဘဲနဲ့ရပါမလားမရပါဘူးဟောအဲ့တော့ဓမ္မတွေသိရအဲ့တော့ဦးဇင်းတို့အာနာပါနကမ္မထာမှာအရှိတုံညှိပါအနေမြန်ညှိပါပထမအရှူတဲ့အရှိတုံနဲ့နောက်အရှူဆိုင်တဲ့အရှိတုံနဲ့တထက်တည်းကြောက်ညှိတော့တထက်တည်းညှိနေရတဲ့အတွက်ကြောင့်စိတ်ကအားသေးလားမအားတော့အောက်ကိုဆင်းပြေးစရာမရှိတော့ဟုတ်ပြီနော်ဒီမှာအားရနဲ့တဏှာနောက်ကလာမဆွဲဘူးလားမဖိတ်ခေါ်ဘဲနဲ့ဆွဲချသွားတာရှောကနေပဲအဲ့တော့တတိလွတ်လို့ရပါမလားမရဘူးတတိလွတ်တဲ့တရားမရှိဘူးဩအဲ့လိုဆိုလို့ရှိရင်ယောဂီတို့တနေ့သေအောင်တတ်တဲ့တပ်ပွဲမှာမိဟုံးတောက်နေတဲ့မွေလေးကောင်အစိတ်ဟုံးထားနေတဲ့ထဲကိုဆွဲနှစ်မှာဘာနှစ်မှာတဏှာကနှစ်မှာဒိဋ္ဌိရောမနစ်ဘူးလားကောင်းသောတဏှာအဲ့ဒါအပြင်မှာရှိနေလားအတွင်းခန္ဓာထဲမှာရှိနေလားယောဂီတို့တဲ့ကြောက်စရာအကောင်းဆုံးယန္တုကပါလေတဏှာဟုတ်ပြီလားအပြင်ကတော့စိန်ပြည့်ကြီးနဲ့ပါကြရုကားနဲ့လင်္ကရူဇာကားနဲ့တိုက်ကြီးနဲ့နန္တာတွေလေးလုံးအထဲထဲမှာပါကိန်းနေတဏှာကိန်းနေကြောက်စရာမကောင်းလားကြောက်စရာကောင်းတဲ့ယန္တုကြီးအထဲကိန်းတော့အပေါ်ဘလောက်ပဲရွှေမုံကျဲကျဲလကားပဲဟုတ်ပြီလားအဲ့တော့ဒုဒ္ဓရမတွေမိမိတို့အတွက်အပြင်မှာကြောက်စရာကောင်းတဲ့ယန္တုမရှိပါဘူးအထဲထဲမှာကြောက်စရာကောင်းတဲ့ယန္တုရှိတယ်အဲ့ဒီကြောက်စရာကောင်းတဲ့ယန္တုကြီးကိုအပယ်၄ပါးနဲ့တော့မရောက်သေးဘူးပြစ္ဆုတ်ပံတဏှာ2နာရီတိုက်တဲ့ဝေဒနာပေါ်တော်မှာဆွဲနှစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီဟာကိုမသိသိနိုင်ဘူးဆိုသေဘွဲလွတ်ပါမလားမလွတ်ဘူးအေးအဲ့ဒါကြောင့်မလို့ပေါ့ဖို့စစ်ဆရာကဇိုင်ငါ၅ပါးပြထားပြီဘူ၅ပါးပြထားပြီမဂ္ဂင်၈ပါးပြထားပြီသိမသွားဘူးလားအဲ့တော့မိမိတို့ရဲ့ကျင့်တဲ့ကျင့်စဉ်မှာဘောဓိပက္ခယ139ပါးမပြည့်ဘဲနဲ့တရားမရဘူးဟုတ်ပြီနော်ဘောဓိပက္ခယ139ပါးမပြည့်ရင်ပြည့်အောင်မလုပ်ရမလဲဖြည့်ရဖောင်းနေပိနေမမငယ်လေးကိုပဲမမလေးတဲ့နာသူကထီထီမမရှေ့စီကိုနောက်စိတ်ရှေ့စီကလှုပ်ခြင်းနဲ့လက်ရောမလှုပ်ဘဲနဲ့လက်ရောလှုပ်လို့မှုကိုစွန့်လို့ပြီးတော့လှုပ်ခြင်းနဲ့စိတ်ကလေးကိုဖြည့်တဲ့အားနဲ့ပြက်တဲ့အထိတီးလိုက်တို့ကြကြွခြင်းနဲ့စိတ်အသစ်ပေါ်လာတယ်ကြွခြင်းနဲ့စိတ်ပေါ်လာရင်နောက်စိတ်ကကြွခြင်းနဲ့နောက်မလက်ရောပဲနဲ့ကြွခြင်းနဲ့စိတ်လေးပေါ်လာတာကိုဖြည့်ရအောင်နေပြက်တဲ့ထိရှူလိုက်နန္ဒကြီးတည်တဲ့ကမ္မထာဟုတ်ပြီလားအဲ့ဒီမှာအာ၅ပါးဇိုင်ငါ၅ပါးမဂ္ဂင်၈ပါးမပြည့်ရင်ရပါမလားမရပါဘူးအားလုံးကအတူတူပဲမဟုတ်ဘူးလားအတူတူပဲဆရာလည်းညင်းစရာမလိုကမ္မထမ်းလည်းညင်းစရာမလိုဘူးလုံရင်းအတူတူပဲဟုတ်ပြီနော်အဲ့လိုဆိုရင်မဂ္ဂင်၈ပါးနဲ့ဇိုင်ငါ၅ပါးဘုံ၅ပါးပြည့်သွားရင်စိတ်မှာတဏှာကရုမရှိရင်ဆင်းရဲမှုရှိဦးမလားဆင်းရဲမှုချုပ်ရင်ပါကောမလဲနိဗ္ဗာန်အဲ့တော့နိဗ္ဗာန်လိုချင်တယ်ဆိုတာရောက်မသွားဘူးလားရောက်သွားတယ်အဲ့တော့ဒီသဘောသိလို့ရှိရင်ဟာရိယုတ်ကြီးတတ်တာမကြောက်ပါနဲ့စိတ်မှာတဏှာဒိဋ္ဌိကတ်တာကိုကြောက်ပါဟုတ်ပြီလားတဏှာဒိဋ္ဌိကတ်တာတဏှာဒိဋ္ဌိတာအကယ်၍မေးစေးပေးထားတဲ့လူကြတော့သူ့မေးမောဟနဲ့မွေးအောင်လုပ်ထားတော့စိတ်ကဗိုက်ခွဲတဲ့နေရာကြီးသွားညှို့သေးလားမညှို့တော့တဏှာဒိဋ္ဌိကတ်လို့ရတယ်အားဒါကြောင့်သူတို့မစင်းရဲတာရုပ်ကတော့ဓာကြီးနဲ့ခွဲထားတာစင်းရဲချမ်းသာမရှိဘူးအဲ့တော့စင်းရဲချမ်းသာတယ်ဆိုတာဘာကြောင့်လဲစိတ်မှာတဏှာဒိဋ္ဌိတို့ကပ်ပြီးတော့လောင်မြိုက်လို့ဆင်းရဲတာပါရုပ်ကြောင့်မဟုတ်ပါဘူးဟုတ်ပြီနော်အဲ့ဒါဆိုယောဂီတို့ရဲ့တရားကျင့်ရမှာဖြည့်ဆည်းရမယ့်အင်္ဂါရက်ကဘူ၅ပါးဇိုင်ငါ၅ပါးမဂ္ဂင်၈ပါးအဲ့ဒီ၃မျိုးမပြည့်စုံရင်လွတ်မြောက်ပါမလားဒါဖြင့်မလွတ်မြောက်တာလည်းသိတယ်လွတ်မြောက်တာလည်းသိမယ်ဆိုရင်ဆရာဘာလုပ်ပြရအောင်လဲအထဲဝင်ပြီးတော့ကယ်လို့ရပါမလားနီးပေးပြီးတော့လမ်းကြောင်းပေးတဲ့ပုံမှာယောဂီတို့ကဖြောင်းဖြောင်းလျှောက်အောင်ဟုတ်ပြီနော်အဲ့လိုအာ၅ပါးတစ်ခုလိုတာနဲ့မရဘူးတစ်ခုလိုတာနဲ့မရဘူးအဲ့တော့ဆန္ဒမစောပါနဲ့ရှူရှိုက်တဲ့နေရာမှာ
လောမလုပ်ပါနဲ့ကြောက်ပြီးတော့မရှူပါနဲ့ကြောက်ပြီးတော့ရှူကြိုက်ပြီးကြောက်ပြီးတော့မှတ်ပြီးဆိုရင်ရှုမဲ့စိတ်မှာနောက်ကကြောက်တယ်ဆိုတဲ့အာဟုသူကြီးပါမလာဘူးလားပါလာတဲ့ကြောင့်မလုပ်ဘူးကိုကတော့ရှူပြီးတာတော့မှတ်မှာတော့ကုသိုလ်ဆိုပြီးလုပ်နေတည်သွားတာကအာဟုသူကြီးပါသွားတော့နော်သူကအာဟုသူနဲ့လည်းပဲဆွဲချပါစိုးရိမ်နေတော့ကုသိုလ်စိတ်လားအာဟုသူစိတ်လားအာဟုသူစိတ်ပါစိုးရိမ်ပြီးကျင့်တော့ဇန်စိတ်မြဲရပါမလားမရပါဘူးကိလေသာကအုပ်ချုပ်သွားအောက်ပဲထိုးကြမှာမြန်ကြည့်တယ်ဆိုပြီးလောလို့တော့လောဘပါမလားဘူးလားကုသိုလ်လားအာဟုသူလားအေးဇန်တော့မရဘူးဂျုံးမြန်ကြမှာဟုတ်ပြီနော်အဲ့တော့အာနာပါနကမ္မထံဖောင်းနေပိနေစသည်ဖြင့်မူလကမ္မထံကိုရှုတဲ့အခါမှာကြောက်နဲ့မရှုနဲ့စိုးရင်ပြီးမရှုနဲ့လောနဲ့မရှုနဲ့ဟုတ်ပြီလားအဲ့ဒီသုံးချက်ကိုလည်းရှုရင်းနဲ့ပါသွားတတ်တယ်ကုသိုလ်လိုနဲ့အာဟုသူပါမလားဘူးလားအဲ့ဒါကိုမသိတဲ့ဘာကြောင့်မရပါလဲဘာလို့မလုံးထွေးနေတာဘယ်ဟုတ်မလဲကိုကစိုးရင်နာကြီးကိုဧခံထားတာကိုဒီကြားထဲမှာဝေဒနာလက်တက်လာကိုစိတ်ကြီးသွားတင်းညှိချုပ်ထားရောကြောက်နဲ့ညှိချုပ်ထားတော့ဆင်းရဲမလားဘူးလားညှိကွင်းတမင်နေမိတဲ့ခါကျတော့ညှိကွင်းကတင်းသွားရောညှိကွင်းတင်းသွားတဲ့ခါကျတော့တမင်ကကြောက်ပြီးမယုံဘူးလားယုံတော့ချိုယုံမှုဒီတမင်အတွက်ဘာဖြစ်တာလဲညှိကွင်းပိုတင်းစေတဲ့သဘောရှိငကိုတော့ညှိကွင်းမိတုံလေးရှိသေးတာကြောက်လန့်တဲ့ဆိုတဲ့သဘောနဲ့လွတ်ချင်တယ်ဆိုပြီးယုံလိုက်တာသူ့ကိုဒုက္ခပြန်မိတာကြီးဖြစ်မနေဘူးလားဖြစ်နေပါဘူးတမင်ရဲ့လောက်ရကမှန်ရဲ့လားမှန်ပါမှန်နေဒါပေမဲ့တမင်ကတော့မှန်နေတင်ပြီးလောက်တာညှိကွင်းပိုတင်းတော့ပိုကြောက်မလားဘူးလားပိုကြောက်တော့ပိုယုံတော့ညှိကွင်းကပိုမတင်းသွားဘူးလားဘ ᱹ တက်ပြန်လောက်တာလေတမင်ဟာသူ့ကိုယ်သူပြန်ပြီးဆင်းရဲဖို့လုပ်နေရတယ်မတူဘူးလားအေးအဲ့လိုပဲကြောက်တယ်ဆိုပြီးညှိလေကြောက်တယ်ဆိုပြီးယုံပြေးလေဂျွန်းပြန်ကြလေဟုတ်ပြီလားဘာဖြစ်လို့လဲကိုလှုပ်တဲ့အလုပ်ဒီကြောက်တယ်ဆိုတဲ့အာဟုသူတရားကြီးပါသွားတဲ့ကြောင့်ကိုယ့်ကိုဆင်းရဲအောင်ပြန်လုပ်နေရတယ်အတူတူပဲဒီယုံကြည်ဝေဒနာကြီးဖောက်ပြန်စိတ်ကြီးတင်းညှိချုပ်ထားတာပေးခံထားတာအဲ့လိုညှိချုပ်ပေးခံထားလေဆင်းရဲလေပဲမဟုတ်ဘူးလားဩအဲ့လိုဆိုရင်ဒီအလုပ်ကြီးကမှားနေပါလားမိမိစိတ်ကလေးကလွတ်လပ်မူလကမ္မထံကိုပို့ဆောင်ရမယ်အစားလှေကျုံမကြည့်ပဲနဲ့နောက်ကယုံကြည်ချင်းချုပ်ထားတော့စိတ်ကလိုရာကမ္မထံကိုရောက်ပါမလားမရောက်တော့လွတ်သလားဩငါလွတ်ရက်ကိုကြည့်ငါလွတ်တဲ့အလောက်ကလှေကျုံမကြည့်ပဲနဲ့လော်သလိုဖြစ်နေပါလားကြောက်နဲ့လုံနေတဲ့ကြီးကချမ်းသာတဲ့ထင်ပြီးလုံနေတာမှားနေပါလားမှားနေတာကိုမှားနေတယ်လို့ပြင်ပါမပြင်လို့ရှိရင်ရပါမလားမရပါဘူးဆရာကသဘောကျုံပြလို့ရမယ်အဲ့တော့လောနဲ့ရလုံမှုနဲ့လည်းမရှိပါနဲ့ဆန္ဒစောပြီးတော့လည်းမရှိပါနဲ့စိုးရင်ပြီးတော့လည်းမရှိကမ္မထံကိုမဆောက်တည်ပါနဲ့ကြောင်းကြပြီးကြောက်ပြီးတော့လည်းမလုပ်ပါနဲ့ဟုတ်ပြီလားအေးစီနဲ့တဏှာလောဘဒေါသတို့ဆရာနဲ့တွေ့ပြီပဲငါကြောက်ဆရာမလို့တော့ဘူးဆရာကလည်းအသေးသေးနဲ့အောင်ရမယ်လို့အာမခံထားတယ်အာမခံထားမှာတော့ဆရာဖြောက်တဲ့လိုင်းကိုဆရာလူချင်းနဲ့စီကံပုံစံစီစနစ်အတိုင်းကြည့်ရင်ငါရမယ်လို့အဲ့လိုအောင်ပြီးတော့ကြာနာနော်မိမိရဲ့မူလကမ္မထံကိုမှန်ရှုရမယ်အာနာပါနကမ္မထံရှုတယ်ဆိုတာဦးဇင်းတို့စက်ကတော့အများနဲ့ညီအောင်ညှိရှုပေးမှာနော်ရှုနိုင်တဲ့ပုံကိုအင်အားနဲ့ရှိတဲ့ပုံကိုတွေရှိတဲ့ကြောင့်သူတို့ရှုလိုက်မယ်အကယ်၍အသက်ကြီးတဲ့ပုံကိုများပန်းနာရင်ကြတော့နှလုံးယောဂါတို့ကိုယ်အားနေတဲ့ပုံကိုများစက်နဲ့မိအောင်ရှုဖို့မဟုတ်ဘူးမိမိအရှုနှုံးနဲ့မိမိရှုပါသို့တော့မြန်ကြီးမဟုတ်တာတော့မှအရှိန်လေးတော့ပါရမယ်အဲ့ဒီအရှိန်ပါတဲ့အရှုလေးနဲ့ရှုသွားပြီးရင်မိမိနှစ်သက်တဲ့ကြာရှုနိုင်မဲ့အရှုကိုရွေးချယ်လိုက်ပါကြာရှုနိုင်တဲ့အရှုနဲ့အရှိန်လေးပါမယ်ဆိုရင်အဲ့ဒီအရှုနှုံးကိုသတ်မှတ်ပြီးတော့အဲ့ဒီအရှုရှိုက်တိုင်းတော့တပုံစံနဲ့ညှိသွားညာကပထမအရှုရှိုက်နဲ့နောက်အရှုရှိုက်နဲ့ညီမညီစစ်တယ်ပညာကမညီအောင်ညှိပေးတယ်ရှုရင်းနဲ့ပဲညာနဲ့ပညာကနောက်ကအလုပ်လုပ်သွားတယ်နောက်တော့တခါလေဘာနဲ့တူလဲဆို driver ဟာကားမောင်းနေတဲ့အခါမှာမျက်လုံးကလမ်းကိုကြည့်နေလက်ကစီးရတိုင်းကိုင်းနေခြေထောက်ကလေးပါးတွေကိုနင်းနေတယ်တပြိုင်နဲ့သုံးခုလုံးမလင်ဘူးလားလုပ်ပါဘူးရတယ်စိတ်ကအလွန်လင်းမြန်တာဟုတ်ပြီနော်အဲ့တော့တတိကလည်းထိကျက်နဲ့အရှိတူညီတဲ့နေရာအာနာပါနကမ္မထံကိုအောင်ပြုတယ်ဉာဏ်ကအကဲခတ်ညီမညီပညာကလိုသလိုပြင်သွားတာရှုရင်းနဲ့ပြင်သွားရင်ရတယ်အဲ့ဒါကိုဇောက်ချပြီးတော့ကြောက်စရာယွန်းစရာမဟုတ်ဘဲနဲ့ driver သူ့ရဲ့ပုံကားကြီးပန်းတိုင်မရောက်မချင်းမှန်လေးမောင်းသွားသလိုကိုယ်တတိဉာဏ်ပညာသုံးချက်နဲ့စိတ်ကိုထိကျက်နေရကနေမှန်လေးအောင်ပြုပါအောက်ကဝေနာတက်လာတဲ့သွားသိလိုက်တယ်နော်တတိယသိပါတယ်သိသွားရင်ကြောက်ပြီးတော့မပြေးနဲ့ကိုယ့်ဘောက်ကမူလကမ္မထံမှာနော်ထိကျက်ကလေးကိုအောင်ပြုသို့မဟုတ်ဖောင်းတဲ့ပိန်တွေကိုအောင်ပြုမူလကမ္မထံပေါ့လေကိုယ်ကမ္မထံကိုအောင်ပြုပြီးတော့ကြောက်ရွံ့ဆိုရင်လို့မပါဘဲနဲ့င
ငါတော့ဒီသာသနာနဲ့ဒီခန္ဓာနဲ့တော့တန်စာတစ်ချောင်းလုံးတဏှာနဲ့ဒိဋ္ဌိတို့ကိုပယ်တတ်နိုင်ခွင့်မရခဲ့ဘူးဒီတစ်ခါတော့ငါရပြီအဲ့တော့ကြောက်เสียမဟုတ်တော့ဘူးဆိုပြီးတော့တဏှာကိုတော်လှန်ဒိဋ္ဌိကိုတော်လှန်တဲ့သဘောနဲ့ဖြောင်းဖြောင်းရှုသွားပါသဘောပေါက်ကြပြီလားအဲ့ဒါဆိုနုဒ္ဒတနဲ့ဖျားတော့